တမ်းမောင်းများစွာကြာတဲ့စင်ကဲပြောင်းလဲမှုကြောင့်ရင်းရဲ့အမဲလိုက်နိုင်စွမ်းဟာအလုံးပြည့်စုံလာခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်ဆွမ်းထက်တဲ့တားရဲတောင်မှအခွင့်အရေးကိုစောင့်နေတဲ့ဂျာကွာဂျက်ဂွာစီမာအမဲကိုလူယူခံရတာမျိုးဒါမှမဟုတ်တနေရာထဲမှာအေယာမအစိမ်းရောင်အန်နာကွန်ဒါနဲ့ထိတ်တိုက်တွေ့တာမျိုးဖြစ်နိုင်ပါတယ်။ဒီအေယာမတားရဲ၃ကောင်ရဲ့ပြိုင်ဆိုင်မှုကကမ္ဘာပေါ်ကဇီဝမျိုးစုံအကျယ်ဝဆုံးဂေဟစနစ်တစ်ခုရဲ့ဟန်ချက်ညီမှုကိုထိမ့်သိမ်းပေးနေပါတယ်။ကိုလံဘီယာအမေဇုံဒေသမှာတော့အနက်ရောင်ကင်မန်မိကျောင်းဟာမှောင်မိုက်တဲ့ရေအောက်မှာတိတ်တဆိတ်ဆောင်ဆိုင်နေတတ်တဲ့တားရဲဖြစ်ပါတယ်။တိတ်ဆိတ်နေတဲ့မြစ်တစင်းကိုစက္ကန့်ပိုင်းအတွင်းသွေးပြက်ဖွယ်တိုက်ခိုက်မှုဖြစ်ပြောင်းလဲပစ်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားပါတယ်။အမေဇုံရဲ့ရေညှိအိုင်တွေထဲမှာလုံးဝတိတ်ဆိတ်စွာလှုပ်ရှားနိုင်ခြင်းရဲ့တင်ကေတတစ်ခုပေါ်ထွက်လာပါတယ်။အဲ့ဒါကတော့တိတ်ပံအမည် Unix Marinus လို့ခေါ်တဲ့အစိမ်းရောင်အန်နာကွန်ဒါပါပင်ဟာရေဆိုမြေဒေသရဲ့ဘရင်ဖြစ်တယ်လို့ကမ္ဘာပေါ်မှာအလေးချိန်အများဆုံးငွေလဲဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားအန်နာကွန်ဒါတစ်ကောင်ဟာအရှည်9မီတာကျော်အလေးချိန်2ကီလိုဂရမ်ကျော်အထိရှိနိုင်ပါတယ်။ရေမျက်နှာပြင်အောက်နဲ့ထူထပ်တဲ့အပင်တွေကြားမှာတင်းရဲ့တန်လင်းစိမ်းရောင်အရေးပြားနဲ့အနက်ရောင်အဆက်တွေကမမြင်ရတဲ့အရေးတစ်ခုလိုဖြစ်စေပါတယ်။နှစ်ခွက်ရှာနဲ့အပူအာယုံခံအင်္ဂါတွေကိုအသုံးပြုပြီးအမောင်ထဲမှာတော့အမဲရဲ့အပူလိုင်းကိုရှာဖွေနိုင်ပါတယ်။အမဲကိုစောင့်နေချိန်မှာတော့မျက်လုံးနဲ့နှာခေါင်းပေါက်ပဲရေပေါ်မှာပေါ်နေပြီးတိုက်ခိုက်ဖို့အချိန်ကောင်းကိုစိတ်ရှည်စွာစောင့်ဆိုင်ပါတယ်။အခွင့်ရေးရတာနဲ့လျှက်စီးလိုမြန်တဲ့အချိန်နဲ့ခုံအုပ်ပြီးတန်ချိတ်လိုကောက်နေတဲ့သွားရပေါင်းများစွာနဲ့အမဲကိုဖမ်းဆီးလိုက်ပါတယ်။ထို့နောက်ခန္ဓာကိုယ်နဲ့တင်းတင်းကြပ်ကြပ်ရွတ်ပတ်ကဖိအားလုံးပြင်းထန်စွာပေးပြီးအမဲရဲ့တွေးလည်ပတ်မှုနဲ့အသက်ရှူစနစ်ကိုစက္ကန့်ပိုင်းတွင်ရပ်တန့်သွားစေပါတယ်။အစိမ်းရောင်အန်နာကွန်ဒါဟာမျက်နှာရဲ့တရဲတစေတစ်ကောင်လိုဖြစ်ပြီးတိတ်ဆိတ်တော်လဲတေးစေနိုင်တဲ့စွမ်းအားနဲ့အုပ်စိုးနေတဲ့စင်ကဲပြောင်းလဲမှုရဲ့လက်ရတစ်ခုပါ။အမေဇုံမြစ်အတွင်းမှာတော့မိမိမျိုးနွယ်အပေါ်လူတွေထင်ထားတဲ့နူးညံ့တဲ့ပုံရိပ်ကိုဖျက်ဆီးပစ်တဲ့နို့တိုက်တရဝတစုရှိနေပါတယ်။အဲ့ဒါကတော့တိတ်ပံအမည် Tyranno Brasiliensis လို့ခေါ်တဲ့ပြန်သားတစ်ဖြစ်ပြီးမြစ်ဝင်ပလွေလို့လည်းလူသိများပါတယ်။အရွယ်ရောက်ပြီးသားတစ်ကောင်ဟာအရှည်2မီတာနီးပါးအလေးချိန်32ကီလိုဂရမ်အထိရှိနိုင်ပြီး Mustela မျိုးနွယ်ထဲမှာအကြီးဆုံးဖြစ်ပါတယ်။ကျယ်ပြန့်ပြီးကြွက်သားတန်မာတဲ့အမီးကရေထဲမှာအရှိန်မြင့်ကွေ့နိုင်ဖို့လှေလော်တယ်လို့အလုပ်လုပ်ပေးပါတယ်။တခြားသားရဲတွေလိုတကောင်လည်းမဟုတ်ပဲတစ်ဆက်ကောင်ထိပါဝင်တဲ့မိသားစုအုပ်စုနဲ့အမဲလိုက်ကြပါတယ်။အချင်းချင်းဆက်သွယ်နိုင်စွမ်းကသူတို့ရဲ့အောင်မြင်မှုရဲ့အဓိကတော့ချက်ဖြစ်ပါတယ်။အတန်မျိုးစုံ20ကျော်ကိုအသုံးပြုပြီးလှုပ်ရှားမှုတွေကိုညှိနှိုင်းကအမဲရှိတဲ့နေရာကိုအချင်းချင်းအတိပေးကြပါတယ်။အမဲလိုက်တဲ့အခါ9နိုင်လို့မြစ်ထဲကအခြားတရဝါတွေတောင်ကြောက်ရွံ့ရပါတယ်။သူတို့ရဲ့မေးရိုးဟာအခုံမာတွေနဲ့အယိုးတွေကိုတောင်ချိုးဖျက်နိုင်တဲ့အားရှိပါတယ်။သူတို့ရဲ့အစွမ်းကိုအမှန်တကယ်စမ်းသပ်ရတာကတော့နေမြေလူတဲ့အနက်ရောင်ကင်မန်မိကျောင်းနဲ့ရင်ဆိုင်ရတဲ့အချိန်မှာမကြောက်မရွံ့နဲ့စူပေါင်းတိုက်ခိုက်ပြီးမိကျောင်းကိုတော့နောက်ဆုတ်သွားအောင်လုပ်နိုင်ပါတယ်ဒီလိုစူပေါင်းရဲ့စွမ်းတက်တီကြောင့်သူတို့ဟာအစာကွင်းဆက်ရဲ့ထိပ်ပိုင်းမှာရပ်တည်နိုင်ပြီးမြစ်ကေဟစနစ်ကိုကာကွယ်ပေးတဲ့တရဝါတွေဖြစ်လာပါတယ်ထို့နောက်အမေဇုံမြစ်ရဲ့ညစ်တက်နေတဲ့ရေမျက်နှာပြင်အောက်မှာမမြင်ရတဲ့အန္တရာယ်တစ်ခုရှိနေပါတယ်ရုတ်တရက်ရေဟာတုန်ခါလာပြီးအနီးနားကအမဲတွေဟာအကြောင်းမရှိဘဲတက်တက်ကြွကြွတုန်ခါလာပါတော့တယ်ဒီတိုက်ခိုက်မှုရဲ့ပိုင်ရှင်ကတော့လျှက်စစ်ငါရှင် Electrophorus electricus ဖြစ်ပါတယ်။ဘင်းဟာကိုယ်ခန္ဓာကိုယ်ကိုအသက်ရှင်နေတဲ့ဘက်ထရီတစ်လုံးအဖြစ်ပြောင်းလဲထားတဲ့ငါဖြစ်ပါတယ်။အရှည်1.5မီတာအထိရှိနိုင်ပြီးမှောင်မိုက်တဲ့ရေထဲမှာလျှက်စစ်စွမ်းအားနဲ့လွတ်လပ်စွာလှုပ်ရှားပါတယ်။ခန္ဓာကိုယ်ထဲမှာလျှက်စစ်ဆဲထောင်ပေါင်းများစွာပါဝင်ပြီးအလိုရှိတဲ့အချိန်မှာပိုအား860အထိထုတ်လွှတ်နိုင်ပါတယ်။ဒီလျှက်စစ်အားကသူ့ထက်ကြီးတဲ့တရဝါတွေကိုတောင်မေ့လဲသွားစေနိုင်ပါတယ်။ရင်းရဲ့အဓိကလက်နက်ကသွားမဟုတ်ပဲလျှက်စစ်ရှော့ဖြစ်ပြီးအမဲရဲ့အာယုံကြောစနစ်ကိုချက်ချင်းရပ်တန့်စေပါတယ်။အားနည်းတဲ့လျှက်စစ်လိုင်းတွေကိုရေဒါလိုအသုံးပြုပြီးရှုံအောက်မှာပုံနေတဲ့ငါးတွေကိုပါရှာဖွေနိုင်ပါတယ်။ဒီလောက်ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုစနစ်ကြောင့်တရကီလိုဂရမ်ရှိတဲ့ဂျာကွာတောင်အနီးမကပ်ရဲပါဘူး။လျှက်စစ်ငါရှင်ဟာမမြင်ရတဲ့လျှက်စစ်စီးကြောင်းရဲ့ဘရင်ဖြစ်ပြီးမျက်နှာထဲကတဘာဝစီးမြင့်တွေကိုတတ်မှတ်ပေးနေတဲ့တရဝါတစ်ကောင်ဖြစ်ပါတယ်။ကိုလံဘီယာနိုင်ငံမှာဂျာကွာပေါ်လာတဲ့အခါတောတစ်ခုလုံးတိတ်ဆိတ်သွားတတ်ပါတယ်။ဘင်းဟာအမေရိကတိုက်ရဲ့အကြီးဆုံးကြောင်မျိုးနွယ်ဝင်ဖြစ်ပြီးကမ္ဘာပေါ်ကအစွမ်းအထက်ဆုံးသားရဲတွေထဲကတစ်ကောင်ပါ။တစ်မြစ်တွေဆူဆွတ်တဲ့တရွက်တွေနဲ့မှောင်မိုက်တဲ့အရိပ်တွေကြားမှာအတန်မထွက်ပဲရှောက်လန်းနေပြီးတောတစ်ခုလုံးဟာသူ့အတွက်သာဖွင့်ထားတယ်လို့ထင်ရစေပါတယ်ခန္ဓာကိုယ်ပေါ်ကအဝိုင်းပုံအကွက်တွေကတစ်တော်လင်းရိပ်နဲ့ရောနှောသွားလို့မီတာနှဲငယ်ကွာကတော့မမြင်နိုင်တော့အောင်ဖုံးကွယ်ပေးပါတယ်အခြားကြောင်ကြီးတွေလိုမဟုတ်ပဲရေကိုမကြောက်ပဲမြစ်ကမ်းရေလွှမ်းတော့နဲ့စိတ်မြေတွေကိုလွတ်လပ်စွာလှည့်လည်ပါတယ်ကြွက်သားတန်မာတဲ့ခန္ဓာကိုယ်နဲ့တိုးတိုးမြ мян တိတိကျကျတိုက်ခိုက်နိုင်အောင်ဖွဲ့စည်းထားပါတယ်ရင်းရဲ့ကြိုက်အားဟာဦးကောင်းခွန်အခုံမာတွေနဲ့အခြားသားကောင်တွေရဲ့တဘာဝကာကွယ်မှုတွေကိုတောင်ဖောက်ထွင်းနိုင်လောက်အောင်အလွန်ပြင်းထန်ပါတယ်ခက်ပြေပေါ်တာတောဝက်ရည်နဲ့ကင်မနေထိုင်နေရပါတယ်တနေ့မှာဂျာကွာဟာမြစ်ကမ်းနားကကင်မန်မိကျောင်းတစ်ကောင်ကိုတွေးလိုက်ပါတယ်အရိပ်တွေနဲ့တစ်မြစ်တွေကိုအသုံးချပြီးတလန်းချင်းစီတိတ်တဆိတ်ချင်းကပ်လာပါတယ်အကွာဝေးကောင်းရောက်တာနဲ့ပောက်ကွဲတယ်လို့အရှိန်နဲ့ခုံအုပ်ပြီးတားကောင်ရဲ့အားအနည်းဆုံးနေရာကိုတိတိကျကျတိုက်ခိုက်လိုက်ပါတော့တယ်